တနေ့ကမေရီဆိုတဲ့နော်ကလေးမလေးသူကမူဂျိုလေးကတက်တာပေါ့နော်ဒီအခုကျတော့နော်အပြည့်ဖာဖာဖြစ်ပြီး IGCSE တွေ first language တွေဖြည့်မယ် EFL တွေဖြည့်မယ်ဆိုပြီးတော့ပြောတယ်သူ writing နဲ့တခုလာပြ teacher သမီးရေးထားတာတဲ့အားလုံးကောင်းကောင်းရေးထားတာပဲ vocab တွေလည်းကောင်းတယ် sentence structure တွေလည်းကောင်းတယ် expression တွေလည်းအကောင်းစားတွေရေးထားတယ်ပြီးရင် organization လည်းကောင်းကောင်းရေးထားတာပဲဘာဖြစ်လို့ဆရာဆရာမတွေအမှတ်ကောင်းကောင်းမပေးတယ်ဟောဘာကြောင့်စာစစ်တဲ့ဆရာဆရာမတွေအမှတ်မပေးတာလဲဆိုအဲ့တော့ကျွန်တော်ယူပြီးဖတ်ကြည့်လိုက်ဟုတ်တယ်သူပြောသလိုပဲ vocab တွေလည်းအရင် advanced vocab တွေသုံးထားတယ်မြင့်မြင့် vocab တွေပြီးရင် and useful expression တွေဒီလိုပဲအရင် and complex ဖြစ်တဲ့ expression တွေသုံးထားတယ် sentence structure ကောင်းတယ် organization တွေလည်းထိမိဒါဆိုရင်ဘာကြောင့်မကောင်းလဲကျွန်တော်ဖတ်နေလို့ဝမ်းမြောက်တယ်ဒါပေမဲ့တစ်ပိုက်ကဖတ်ပြီးတော့ကျွန်တော်နားမလည်ဘူးဒုတိယအချိန်ပြန်ဖတ်တချို့ကလည်းသူ့ကိုမေးရဘာလို့သူဆိုလိုချင်တာလဲဆိုအဲ့ဒါဖြစ်လေသူ့ဒီ vocab ကိုမြင့်မြင့်သုံးပြရင် sentence structure ကိုမြင့်မြင့်သုံးပြရင် expression တွေကိုကောင်းကောင်းသုံးပြရင်သူအမှတ်ကောင်းမယ်လို့ထင်တယ်ဒါပေမဲ့သူရေးတာဒီ clarity ရှင်းလင်းပြပြမှုမရှိဘူး forceful နော် and အရင်တဘာဝမကြမနဲ့ဒီမရရအောင်ဒီ vocab တွေ expression တွေကိုမရရအောင်တဘာဝမကြစွာပဲသူတွင်းပြီးတော့ရေးတာဟုတ်ပြီနော်အဲ့တော့သူ့ကိုကျွန်တော်ပြောလိုက်တယ်ရေးတယ်ဆိုတာကိုဘာအကြောင်းအရာရေးတယ်ရှင်းလင်းပြပြမှုရှိရမယ်ကိုဘယ်စာဖတ်သူစီကိုရေးတာလဲစာဖတ်သူနဲ့တင့်နဲ့အသုံးလုံးဖြစ်ရမယ်ပြီးရင်နောက်တစ်ခါကိုရေးတဲ့ဟာတွေကိုသုံးတဲ့ vocab တွေ sentence structure တွေ expression တွေ sentence structure တွေဟာတဘာဝကြတယ်ရှင်းလင်းပြပြမှုရှိရမယ်အသင်းမြင့်အောင်ရေးထားတဲ့ဟာမဟုတ်ဘူးဆိုပြီးတော့အသင်းမြင့်အောင်တဘာဝမကြဆိုတာတွင်းထားပြီးတော့ရေးထားတဲ့အရေးသားမျိုးကိုရှောင်မှာတဘာဝကြရမယ်ဆိုတာပြောလိုက်တယ်အဲ့ဒါနဲ့ပြန်သွားတယ်ဟုတ်ပြီလားသုံးမသုံးတော့မသိဘူး writing တခုဘယ်အချိန်မှာ advanced vocab နဲ့သုံးသင့်တယ်ဆိုတာကိုဒီအချက်၅ချက်နဲ့ကျွန်တော်တို့အကြံဉာဏ်ကြည့်လို့ရပါတယ် CAP TR နော် CAP 3ဆိုပြီးတော့ CAP 3ဆိုပြီးအကြံဉာဏ်မှတ်လို့ရ C ဆိုတာ clarity ရှင်းလင်းပြည့်ပြည့်မှုရှိရမယ်ကိုသုံးတဲ့ advanced vocab ကစာပိုက်နဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြည့်ပြည့်မှုရှိရမယ်ရှုပ်ထွေးသွားတဲ့အမှုမဖြစ်စေရအောင် number 2 accuracy မှန်ကန်တိကျမှုရှိရမယ် number 3 P purpose ဘာအတွက်ရေးတာလဲဘယ်သူအတွက်ရေးတာလဲနော်ကိုရေးတဲ့အကြောင်းဟာဘာလဲဘာကိုရည်ရွယ်ပြီးရေးတာလဲပြီးရင်နောက်တစ်ခါ tone T tone ကကြတော့ကိုကနော်ဒီဘယ်သူနဲ့ပြောနေတယ်ဘယ်အချိန်ဒီမှာပြောနေတယ်ဘာအကြောင်းအရာကိုပြောနေတယ် formally ပြောရမလား informally ရေးရမလားစသဖြင့်ဟိုသုံးလို့ခေါ်တယ်ပြီးရင် reader ကိုယ့်ရဲ့ target audience ကဘယ်သူတွေဖတ်မှာလဲခလေးဖတ်မှာလားလူကြီးဖတ်မှာလား shopping center ဖတ်မှာလားသို့မဟုတ်ကျောင်းသားဖတ်မှာလားကျောင်းသားမိဘဖတ်မှာလားအဲ့ဒါမျိုး reader ကိုစဉ်းစားပြီးတော့ကိုကဘယ် vocab ဘယ် advanced vocab ကိုသုံးရမယ်ဆိုတာသိရမယ်ပေါ့နောက်3-5ရက်ကြာတော့ထပ်ရောက်လာတယ်ဒီလိုပဲတဲ့ဆရာမတွေကပြောတယ် advanced vocab သုံးရင်ကောင်းတယ်ပြောတယ် advanced vocab သုံးတောင်းတယ်ပြောတယ်အဲဒါကြောင့်သမီးလည်းပဲတဲ့ advanced vocab တွေကိုအများကြီးကြိုးစားပြီးသုံးတာပဲတဲ့ဒါပေမဲ့အမှတ်မကောင်းဘူးတဲ့ဘာဖြစ်မှမသိဘူးတဲ့ရေးထားတာလည်းမှန်နေတာပဲတဲ့ meaning တွေလည်းချက်ထားတာပဲတဲ့အဲ့တော့ဟုတ်ပြီဒါဆိုရင်စာကြည့်တဲ့အတွက်ပင်ပန်းတဲ့အတွက်အဲ့ရထားတော့ breakfast စားဖို့စဉ်းစားတယ်အဲ့အကြောင်းတွေကိုရေးပြလို့သူထိုင်တယ်ထုတ်တယ်နားနဲ့စဉ်းစားတယ်ရေးလိုက်တော့ဘယ်ဘက်က incorrect ဆိုတဲ့စာထွက်လာ I experienced great fatigue and henceforth ponder the consumption of my initial meal of the day ခံစားရတယ်တွေ့ကြုံခံစားရတယ်ပင်ပန်းနေမှုအဲ့ဒါကြောင့်စပြီးတော့စဉ်းစားတယ်အသုံးပြုဖို့ပထမဆုံးအစာနေ့တစ်နေ့ကြည့်ပါဦးမြန်မာလိုပြန်ကြည့်လိုက်ရင်ပင်ပန်းနေမှုကိုတွေ့ကြုံခံစားရတဲ့အချိန်ခံစားရတယ်ထိုအချိန်မှစပြီးကျွန်ုပ်ဒီနေ့တစ်နေ့မနေ့စာကိုစတင်နေ့တစ်နေ့ပထမဆုံးဦးဆုံးသောအစာကိုစတင်အသုံးပြုမိဟုတွေးထင်ယူဆလိုက်ဆုံးဖြတ်လိုက်ပါတော့လေတည်းဆိုတော့စဉ်းစားကြည့်လေသူအကြီးကြီးကျယ်ကျယ်တွေသုံးတာလားသူရေးတဲ့အကြောင်းအရာဒီ
ပင်မထားတယ်မနဲ့စာစားရိုးရိုးရှင်းရှင်းနေစာတူကလောက်ရတဲ့စိတ်ကူးစိတ်တန်းတစ်ခုကိုဘရင်နန်းတော်ထဲမှာသုံးတဲ့အသုံးမျိုးတွေနဲ့တကယ်ကို formally ရေးထားတော့ကသူ့စလုံးတွေကမှန်တယ်ဒါပေမဲ့အတိတ်မှာမပေါက်ဘူးရှင်းရှင်းလင်းလင်းမဖြစ်ဘူးသုံးတဲ့နေရာနဲ့မကိုက်ပဲနဲ့ဟာသကြီးဖြစ်နေတယ်အဲ့ဒါကြောင့်နော်သူအမှတ်မကောင်းတာပေါ့အဲ့တော့သူ့ကိုပြောလိုက်တယ်ပထမဆုံးတစ်ချက်ရှင်းရှင်းလင်းလင်းရေးတဲ့အကြောင်းအရာရှင်းရှင်းလင်းလင်းရေးရင်အတိတ်ပဲပေါက်မဲ့နေရာမျိုးဆိုရင်မလိုအပ်ပဲနဲ့ forcefully အတင်းအကျပ်တဘာဝမကြစွာ advanced vocabulary မသုံးပါနဲ့လို့သူ့ကိုပြောလိုက်တယ်ရှင်းလင်းပြည့်ပြည့်မှုရှိအောင်ဂရုစိုက်ပါဆိုပြီးတော့ဟုတ်ကဲ့ပါဆရာတဲ့ပြန်သွားပြန်တော့တရက်အဲ့ဒါကြောင့် Confucius ရဲ့စကားတစ်ခုနဲ့ချုပ်ကြည့်ပါမယ် The cautious seldom err တတိထားတဲ့ပုံကိုယ်တွေကအမှားလုပ်ခဲ့တယ်ပေါ့အမှားနေတယ်အဲ့တော့ကိုယ်စကလုံးတစ်လုံးသုံးမယ်ဆိုရင်လည်းဘာကြီးရွယ်ချက်တယ် clarity လို့ခေါ်တယ်ရှင်းလင်းပြည့်ပြည့်မှုအထောက်ကိုပြုတာတတိတွေကတ်တယ်ဆိုရင်ကိုသုံးတဲ့ advanced vocabulary ကအမှားနေပါလိမ့်မယ် Gap 3ဆိုတဲ့ C clarity အခု A accuracy ကိုကြည့်အောင်ပါ Gap 3 C A နော် A က accuracy ကိုပြောတာကိုရေးတဲ့စလုံးတွေကကိုအတိတ်ပဲကိုသိကြရမယ်ထင်ရှားရမယ်ရှင်းလင်းပြည့်ပြည့်မှုကိုအထောက်အကူပြုရမယ်ဥပမာကြည့်အောင် His convoluted narrative lacked authenticity. The assertions presented were devoid of proof, rendering the entire account dubious. ဟုတ်စလုံးတွေမှတော့မသိဘူးတော်တော်တဲ့အတန်ထွက်ယူရတယ်အတိတ်ပဲတော်တော်စဉ်းစားယူရတယ် dictionary တဲ့စလုံးတိုင်းကိုလိုက်ကြည့်ရတယ်ဘာပြောညမှန်းလည်းမသိဘူး convoluted တပုတ်ဦးလို့ရှုပ်ထွေးနေတဲ့သူ့ရဲ့ပြောစကားတွေကမရှိဘူးမှန်ကန်မှုမရှိ authenticity the assertion နော် assertions သူ့ရဲ့နော် and then ခိုင်ခိုင်မာမာပြောဆိုချက်တွေက devoid of proof lackness မရှိဘူးမှန်ကန်ကြောင်းတက်တည်ပြချက်တွေမရှိဘူးဖြစ်စေတယ်ဘာကိုဖြစ်စေလဲဆိုရင်ဖော်ပြချက်တစ်ခုလုံးကို and then dubious မရေမသားနော်မရေမရမပြတ်မသားတန်တရားဖြစ်เสียရှိစေတယ်တဘောကတော့သူ့ဖော်ပြချက်တွေကတက်တည်မရှိတဲ့အတွက်နော်ဒီဘယ်လိုခေါ်မလဲတန်တရားရှိเสียကောင်းတယ်ရှင်းလင်းပြပြမရှိဘူးဒါကို तू ကဟိုရှင်းနေတယ်ရှောက်လဲတယ်လို့ဘယင်ခံကိုတင်ပြတယ်လို့အမတ်တွေပြောတယ်လို့နော်နိုင်ငံတော်သမ္မတထံအစီရင်ခံစာလိုမျိုးရေးတာတော့အဲ့ဒါတွေတော့အဲ့လောက်မခက်ဘူးရေးသားတော့ကဘာပြောမှမသိဘူးစလုံးတွေတုံးထားတာရတယ်ပဲနော်ဒီနားလည်မှုကိုခန်းစားချက်ကိုအထောက်အကူပြုစေမယ်အစားနားလည်မှုနဲ့ခန်းစားချက်ကိုနော် negative impacts ရှုပ်ထွေးစေတယ် and then ဇဝေဇဝါဖြစ်စေတဲ့အတွေ့အမျိုးရောက်စေတယ်အဲ့ဒါကြောင့်ဒါမကောင်းဘူးအဲ့တော့ဒီအစားသူ့နဲ့အတိတ်ပဲသူတဲ့ဒီဘက်ကဟာတွေရေးလိုက်တယ်ဆိုရင်ရှင်းရှင်းလေးနဲ့ဘယ်လောက်ဖတ်လို့ကောင်းတယ်လဲ making the report credible and reliable နော်အဲဒီသူ့ရဲ့အစီရင်ခံစာကိုယုံကြည်ကိုးစားလောက်စရာဖြစ်စေတယ်ဆိုပြီးတော့ရိုးရိုးရှင်းရှင်းရေးလိုက်တဲ့စကားလုံးလေးနဲ့ဆိုရင်စကားလုံးရှင်းတယ်ပေါ့နော်ဒါဆိုမေးစရာရှိတယ်ဟာကျွန်တော်တို့ကဒါဆိုရင်ရှင်းအောင်လို့9တန်းအဆင့်စလုံးတွေ9တန်းအဆင့်စကားလုံးတွေပဲရေးရမှာလားအဲ့လိုမဟုတ်ဘူးကိုရေးလိုက်တဲ့စလုံးဒီကိုရေးနေတဲ့အကြောင်းအရာ content ကိုရဲ့ target readers target audience စာဖတ်သူရေးတဲ့အကြောင်းအရာကိုရေးတဲ့ situation scenario ကိုရေးတဲ့ဒီအခြေအနေနဲ့တိုက်ညီမှုရှိတယ်ဆိုရင်ကိုရေးတဲ့အကြောင်းအရာကိုရှင်းလင်းပြည့်မှုနားလည်မှုကိုအထောက်အကူပြုစေတယ်ဆိုရင် advanced vocabulary ကိုတင့်မျှတာစွာအကျိုးရှိစွာထိရောက်စွာသုံးလို့ရတယ်အဲ့ဒါအနေနဲ့စန့်ကျင်မဲ့ effect ဖြစ်စေမယ်ရှုပ်ထွေးကုန်မယ်ခလေးကိုရေးတာလူကြီးစာတွေကိုဖတ်ရတယ်မိဘတွေစီကိုရေးတာဆရာဆရာမစီကိုရေးတာကျောင်းသားစီကိုရေးတာကိုကရှေ့နေရုံးခန်းမှာဘယင်ခံရုံးခန်းမှာရှောက်လွှဲချက်ပေးတဲ့အတုံးလုံးတွေထည့်တယ်ဒါမျိုးဆိုရင်ကြတော့ကိုယ့်ရဲ့အရေးသားကိုကောင်းအောင်အထောက်အကူပြုရရတယ်မဟုတ်ဘူးဒါမျိုးတွေဆိုရင်တော့ရှောင်ရမယ်ပေါ့ advanced level ကိုသုံး appropriately and effectively တင့်မျှတအောင်တင့်လျော်စွာအကျိုးရှိစွာထိရောက်စွာသုံးပါတရုတ်နှစ်ကူပိတ်လို့ထင်တယ်မင်းကြီးတဲ့ပေါ်မလာတော့ဘူးစားတောက်နေပြီထင်တယ်ကလိုက်ဒီ advanced vocab ကိုဘယ်လိုသုံးကြမလဲဆိုတဲ့နေရာမှာ cap 3ဆိုတဲ့ဟာတွေပြောရတာ C clarity A accuracy အခု purpose ကိုကြည့်အောင်နော်ကျွန်တော်တို့ရေးတဲ့ဟာတွေကကိုရည်ရွယ်ချက်ကိုသိတာကိုရည်ရွယ်ချက်ဒီဘာကိုရေးနေတာလဲဘာအကြောင်းအရာကိုရေးနေတာလဲဘသူစီကိုရောက်အောင်ရေးနေတာလဲအဲ့ဒါတွေကိုသိပြီးတော့မှလာရင်ဒီဟာတွေအားလုံးကိုစဉ်းစားအခု purpose အကြောင်းကိုကြည့်အောင်
အဲ့ဒါပြီးရင် Mary စီကိုပို့ပေးအောင်မယ်အဲဒီမှာရောက်လာပြီဒီဘက်ကဟာ incorrect purpose advance ကိုတော့သုံးထားတာပဲဒီဘက်ကတော့ပုံမှန်မှန်တဲ့ဟာကိုသုံးတာကြည့်ကြအောင်ကိုယ်တိုင်ဖတ်ကြည့်တိုင်းသိပါတယ် then waking up early eating breakfast activity ရှင်းကြည့်လိုက်ဟိုဘက်ဒီဘက်ရှင်းကြည့်လိုက်ရင်သိမယ်သူရေးတဲ့အကြောင်းအရာသည်ရိုးရိုးရှင်းရှင်းနေ့တစ်နေ့တာရဲ့အစကိုစတဲ့ပုံစံမျိုးရေးတာတာမန်နော်မိတ်ဆွေတန်ငယ်ချင်းဆရာမနဲ့ပြောတဲ့နော် vocab လောက်ဆိုရင်အဆင်ပြေတယ်ဟိုပညာရပ်ဆိုင်ရာဖြစ်တဲ့ pedagogical တို့ဘာလို့နော်စာသင်နည်းတွေဘာတွေမှာ enthusiasm တို့ဘာလို့စိတ်အားထက်သန်မှုတွေပါတယ်ဆိုရင်ဒါမျိုးတွေဆိုရင်အရန်ကပ်ပြီးအရန်များပြီးတော့ overuse ဖြစ်တယ်နော် inappropriate ဖြစ်တယ်အရန်သုံးထားတာတွေ့ရတယ်ဟုတ်ပြီနော်ကိုယ့်ရဲ့ရိုးရိုးရှင်းရှင်းမနဲ့စာနော်နေ့တစ်နေ့ရဲ့အစတွေကိုစတဲ့ဟာတွေကိုတင်ပြခြင်းတဲ့ purpose ကိုမရောက်ပဲနဲ့ရှုပ်ထွေးနေတဲ့ပုံစံပေါက်တယ်ပေါ့ဒီဘက်ကနော်ဒီဘက်ကတော့ရိုးရိုးရှင်းရှင်းနဲ့တင်းမျှတာတဲ့ vocab တွေနဲ့ပါတင်ပါထိုက်တဲ့ဟာတွေပါတယ်နော်ကိုယ့်အရွယ်နဲ့တင်းတယ်အဲ့ဒါလေးနဲ့ရေးထားတဲ့ဟာမျိုးဒါလေးကိုလည်းပဲအတူယူလို့ရတယ်ပေါ့နော် cat 3မှာနော်တီဆိုတဲ့အကြောင်း cat 3ဟုတ်ပြီနော်တီဆိုတာတုံးလို့ပြောတာတုံးဆိုတာလေးတယ်နော်ကိုအားလုံးကတစ်ခုနဲ့တစ်ခုဒီ၅ခုကတစ်ခုနဲ့တစ်ခုဆက်နေပါတယ်အကြမ်းအဖြစ်ဟုတ်ပြီနော်အဲ့တော့ဒီကိုပြောတဲ့လေတံဟာလည်းပဲကိုယ့်ရဲ့စာနဲ့ကိုက်ညီမှုရှိရမယ်ရေးတဲ့အကြောင်းညာနဲ့ကိုက်ညီမှုရှိရမယ်ဘယ်လိုစစ်မလဲဆိုရင်ဒီမှာကိုက advanced vocab ကိုသုံးလိုက်တဲ့အခါမှာအဲ့ဒါတဘာဝကြလေးပြဖြစ်နေတယ်အရှိစလုံးတွေအနောက်စလုံးတွေအရှိဝက်ကြတွေအနောက်ကဝက်ကြတွေကိုရေးတဲ့အကြောင်းညာတွေကိုယ့်ရဲ့နော် target audience တွေဒါလေးနဲ့တဘာဝကြလေးဖြစ်နေတယ်ရေးတဲ့အကြောင်းညာရဲ့နော်ဒီခန်းစားချက်နဲ့တိုက်ဆိုင်နေတဲ့ဥမာကြောက်တဲ့အကြောင်းကြီးကျယ်ကြောက်တဲ့အကြောင်းလားရိုးရိုး nervous ဖြစ်တဲ့အကြောင်းလားစစ်ပွဲကကြောက်တဲ့အကြောင်းလားကိုယ့်ရဲ့ခန်းစားချက်နဲ့တိုက်ညီနေတယ်ပြီးရင်တကယ်ရေးတယ်လို့မျိုးတွေဖြစ်နေတယ်ဒီတဲ့ကိုနော်နင်းမျောပြီးတော့တဘာဝကြဖြစ်သွားတဲ့ဟာမျိုးဆိုရင်ဒါကောင်းတယ်ပေါ့တော့မဟုတ်မလဲကိုသုံးလိုက်တဲ့ advance ကထောက်နှောင်ရင်းဖြစ်နေကိုရေးတဲ့အကြောင်းအရာကြီးကိုတိကနေဆိုပြီးတော့နော်ပြဖြစ်နေတာနဲ့ပြတ်သွားစေတယ်ဒါမှမဟုတ်ကိုကဒီနေရာလေးတော့ငါသူ့ကိုအထင်ကြီးအောင်ထည့်လိုက်မယ်ဆိုတော့ impress ဖြစ်ဖို့အတွက်လုပ်သလားအဲ့ဒါလေးတွေကိုသုံးသပ်ပြီးတော့ကိုယ့်ရဲ့တုံးလေတံကတင်းမျှတာတဲ့လေတံဖြစ်မဲ့ advanced vocab ကိုရွေးသုံးသင့်တယ်ပေါ့ဒီဘက်ကကောင်းတဲ့ဝါကြလေးဒီဘက်ကကြတော့မကောင်းတဲ့ဝါကြလေးထူးခြားနဲ့ထောက်နှောင်ရင်ဖြစ်နေတဲ့ဝါကြကောင်းတဲ့ဝါကြမကောင်းတဲ့ဝါကြရှင်းပြီးဖတ်ကြည့်လိုက်သိပါလိမ့်မယ်Confucius ရဲ့အဆိုအမိတ်တစ်ခုနဲ့ချုပ်လိုက်အောင် sound too good to be true မှန်မှုအတွက်အရန်ကောင်းနေတယ်ရုပ်သိမရှိတော့အောင်ကောင်းနေတယ်ဆိုရင် lex ကမရှိဘူး virtue ကအမှန်တရားတို့သီလတို့ကောင်းမြတ်တဲ့ဟာတွေပေါ့အဲ့တော့သဘောကမှန်မှုအတွက်အရန်ကောင်းနေတယ်ဆိုရင်အဲ့ဒါမမှန်တော့ဘူးပဲအမှန်တရားမရှိဖို့ဟာဖြစ်ဖို့ရခိုင်မှုမရတော့အဲ့တော့ကျွန်တော်တို့ကရေးရင်လည်းဒီလိုပဲအရန်ကောင်းပြီးအရန်မြင့်တဲ့စလုံးတွေကိုကျွန်တော်တို့မမျှမတရှောက်သုံးနေတယ်ဆိုရင်သုံးမိနေတယ်ဆိုရင်ဒါမကောင်းနေတာဖြစ်သွားပြီကောင်းဖို့ကရာခိုင်နှုန်းနည်းသွားပြီဒါလေးကိုပြောထားတာပါနောက်ဆုံးတစ်ချက်ကကြတော့ဒီ reader ကိုကြည့်ရပါမယ် reader ဆို target audience ကိုရေးတဲ့စာဘသူ့ကိုရည်ရွယ်ပြီးရေးတာလဲဥပမာ article ရေးတယ်အဲ့ article စောင်းပါးဒီဘယ်မှာပါမဲ့စောင်းပါးလဲဥပမာ school magazine မှာပါမဲ့စောင်းပါးဆိုရင်ကြတော့ဒါဖတ်မဲ့ audience ကဖတ်မဲ့ readers ကဆရာမရှိမယ်ကျောင်းဝင်ကြီးရှိမယ်ကျောင်းသားရှိမယ်ကျောင်းသားမိဘရှိသူတို့နဲ့ဆိုင်တဲ့တုံးကိုက reader နဲ့ဆက်ချိတ်ပြီးတော့ရေးရမယ်အဲ့လိုရေးတဲ့နေရာမှာကိုဘာအတွက်ရေးတာလဲသိရမယ်ရေးတဲ့အကြောင်းအရာသိကြမှုရှိရမယ်ရှင်းလင်းပြပြမှုရှိရမယ်ဒါကတော့နောက်ဆုံးတစ်ချက်ဖြစ်တဲ့နော် cap 3မှာနောက်ဆုံးတစ်ချက်ဖြစ်တဲ့ readers or audience ကိုကြည့်ပြီးတော့ advanced level advanced vocab ကိုဘယ်လိုအချိန်ဘယ်လို level လောက်ကိုသုံးသင့်တယ်ဆိုတာကိုသုံးသပ်ရပါမယ်အဲ့တော့ပြန်ပြီးအနှစ်ချုပ်ရင် advanced vocab တွေကိုမသုံးအောင်မို့သုံးမှဘယ်အချိန်မှာဘယ်လိုသုံးရမလဲဆိုတာဒီ၅ချက်ကိုအကျဉ်းအဖြစ်အခြေခံပြီးစဉ်းစားရပါမယ်နော်ဟို vocab
advanced vocab သုံးကောင်းတယ်ဆိုပြီးတော့ဝင်ကျွန်တော်တို့သုံးမိတယ်ဆိုရင် negative impact အမှတ်ကောင်းမှုတဲ့အမှတ်နည်းစေတဲ့လောက်ရက်ကိုလောက်တယ်လို့ဖြစ်သွားလိမ့်မယ်ဆိုတော့ကိုကသိထားပါမယ်ဒါဒီ advanced vocab နော်မြင့်တဲ့ vocab သုံးမှာကောင်းတယ်မြင့်တဲ့ vocab သုံးမှာကောင်းတယ်ဆိုတာလေးကိုသတိထားပြီးသုံးဖို့ကိုသုံးတဲ့ vocab ကိုဒီအချက်သေးတွေနဲ့သတိကပ်ဖို့အကြံဉာဏ်ပြောပြတာပါဒီ Mark Twain ဆိုတဲ့ American စာရေးဆရာကြီးသူ့ကို the father of American literature American စာပေရဲ့ American အနုစာပေရဲ့ဖခင်ကြီးဆိုပြီးတင်စားကြတာအခုတည်းသူရေးတဲ့စာပေတွေကိုနဲ့အလဲတန်းအထက်တန်းတက်ကြလို့ဒီမှာတင်နေကြရတော့သူပြောတဲ့စကားတစ်ခုနော်they don't let schooling interfere with your education ဟောအဲ့တော့ကကိုယ့်ရဲ့ကျောင်းပညာရေးကျောင်းမှာသင်တဲ့သင်ကြားမှုဟာဝင်ရောက်ဆွတ်ဖက်ခြင်းမရှိစေနဲ့ဘာလို့မရှိစေနဲ့ဆိုကိုယ့်ရဲ့တကယ်အသိဉာဏ်ပညာကိုလေ့လာတဲ့နေရာမှာဝင်ရောက်ဆွတ်ဖက်မှုမရှိပါစေနဲ့နော် schooling education ဒါဆိုရင် schooling နဲ့ education ဘယ်လိုကွာလဲကျွန်တော်တို့အခုသွားနေတဲ့ advanced vocab နဲ့ဘယ်လိုကွာနေလဲဘာတွေဆက်နေလဲကြည့်ကြအောင်advanced vocab အသုံးပြုတာနဲ့ပတ်သက်လို့နော်အခု၅ချက်မှာ cat 3ဆိုတဲ့မှာပြန်ပြီးနှစ်ချုပ်ရင် cat c clarity ရှင်းလင်းပြပြမှုဖတ်တဲ့လူဟာနှစ်ခေါက်သုံးခေါက်ပြန်ဖတ်ရတယ်တော့မဟုတ်ဟာဟဲ့ဒါမှရေးထားတာလေကွာလို့မေးရတယ်ဆိုရင်ဒါရှင်းလင်းပြပြမှုမဖြစ်ဘူးရှင်းတယ်နော်ရှင်းလင်းပြပြမှုမရှိဘူးပျောက်နေပြီကိုဘလောက်ပဲ advanced vocab ကိုသုံးထားတာရှင်းလင်းပြပြမှုမရှိရင်အဆင်မပြေဘူးနောက်ဒုတိယတစ်ခုက accuracy နော် accuracy ကရှုပ်ထွေးအရင်မြင့်တဲ့စကားလုံးကိုအစင်မပြေမတင်လျော်သုံးတဲ့အစားနော်မှန်ကန်တိကျတဲ့စလုံးလေးကိုတိတိကျကျသုံးနိုင်တယ်ဆိုရင်ပိုကောင်းတယ်ပေါ့ number 3 P purpose ကကြတော့လေကိုယ့်ရဲ့ဒီရည်ရွယ်ချက်ကိုပေါက်မြောက်အောင် vocab တွေကနေပြီးတော့လုပ်ပြီးတယ်မှန်တယ်ဒါပေမဲ့မိမိရဲ့အတ္တတွေမာနတွေသူတစ်ပါးအထင်ကြီးမှုတွေဖြစ်တဲ့ ego အဲ့ဒါတွေနဲ့လုပ်ပြီးတော့နော်သူများအထင်ကြီးအောင်စကလုံးကြီးကျယ်တွေမြင့်တွေကိုမလိုအပ်ဘဲနဲ့သွားသုံးမိတာဆိုရင်ဒါဒီ vocab ကကိုယ့်ကို purpose ကိုရအောင်မပံ့ပိုးပေးနိုင်တော့နော်အဲ့ဒါကြောင့်ကိုဟာတင့်မျှတအောင်သုံးသပ်ပါမယ်နောက်တုံးရတယ်ဒီလိုပဲနော်တုံးဒီတင့်မျှတတဲ့ဟာကိုပြတယ် vocab level ကနေပြီးတော့တုံးကိုအထောက်အကူပြုတာမဟုတ်ဘူးနောက် reader center နော်တကယ်အသိပညာတကယ်စာရေးကောင်းခြင်းကအလေးနဲ့ထားပါနော်စဖတ်သူကိုဦးစားပေးရပါမယ်ကွဲပြားခြားနားမှုမှန်ကန်စကလုံးကိုသုံးတတ်တာဒါလျှက်စီးလက်တာမကန်သုံးတာပိုးဆုံးယူရအလင်းအဲ့တော့နော်လျှက်စီးရက်တဲ့အလင်းနဲ့လျှက်စီးရဲ့အလင်းနဲ့ပိုးဆုံးယူရအလင်းကိုပဲပြစီးဖို့ဆရာခုနပြောသွားတဲ့တင်မျှတအောင်သုံးနော်ရှင်းလင်းပြပြမရှိအောင်သုံးအများကြီးမသုံးနဲ့target reader စီကိုရောက်အောင်သုံး purpose ကိုထိမိအောင်သုံးမှန်တယ်ဒါ theoretically ဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုလုပ်သိမှာတော့ဒီဟာကျွန်တော်ဒီလိုသုံးနိုင်ရင်တင်မျှတသလား clarity ရှိမရှိ purpose မြောက်မမြောက်နော်တုံးတာကောင်းမကောင်းကျွန်တော်တို့ဘယ်လိုလုပ်သိမလဲဆိုတော့ number 1 textbook တွေထဲကဆရာမကြီးတွေရေးထားတဲ့paragraph တွေကိုကြည့်လေ့လာဟာဆရာမကြီးတွေဘယ်လိုရေးထားတယ်ဒီနေရာမှာဒီ vocab ကိုသုံးထားတယ်ဒီ vocab ရဲ့အရှိအနောက် sentences ကဘယ်လိုနေသလဲသူဘယ် target reader ကိုရေးထားတာလဲဟာရှင်းရတာသူငါတစ်ခေါက်သုံးကိုပြန်ဖတ်ရသလားအဲ့ဒါမျိုးအဲ့ဒါတွေနဲ့ချိန်ထိုးပြီးတော့ကျွန်တော်တို့ကဟာဒီစာပိုက်တွေကတော့ကောင်းတယ်ဒီလိုရေးရမှာပါလားပြီးရင်ကျောင်းသူကျောင်းသားကောင်းနေနော်ဥမာ grade 12လို့ဘာလို့ဆိုရင်အရင်တော့နော် top 10ဝင်တဲ့ကျောင်းသူကျောင်းသားတွေရေးထားတဲ့ essay တွေ letter တွေရှိတယ်ဒါတွေကိုလေ့လာလို့ရတယ်ပေါ့ဘယ်ဘာကြောင့်ကောင်းလဲဆိုတာပြီးတော့နောက်ဆုံးအခုနော် IGCSE EFL တို့ဘာလို့မှာ candidate response တွေရှိတယ်အဲ့ဒါနဲ့ကိုကတွဲလေ့လာလို့ရတယ် candidate response မှာ high ရတာတဲ့ sample writing တစ်ခုလေးနဲ့ပြပြီးတော့ကိုလေ့လာပြီးတော့ဒီ examiners feedback ကိုကြည့်ပြီးတော့ comments ကိုကြည့်ပြီးတော့ကိုလေ့လာပြီးတော့အဆုံးသတ်တာတွေနဲ့စုံလိုက်ရအောင်ပါ okay